ကျွန်တော် Nipah virus နဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြချင်ပါတယ်။အခုချိန်အိန္ဒိယမှာ Nipah virus ကတဖြည်းဖြည်းကူးစက်လာတယ်လို့သတင်းရရှိပါတယ်။ virus ကူးစက်ခံရမှာရောဂါလက္ခဏာများသည်ပိုးစတင်ဝင်ပြီးနောက်9ရက်မှ14ရက်အတွင်းတစ်ခါတည်း45ရက်ထိကြာတတ်ပါတယ်။လက္ခဏာများကိုအောက်ပါအတိုင်းအဆင့်3ဆင့်ခွဲခြားနိုင်တယ်။ပထမအဆင့်ကတော့အစောပိုင်းလက္ခဏာများတုပ်ကွေးကဲ့သို့လက္ခဏာများယောဂစတင်ခံစားရခြင်းတွင်တာမန်တုပ်ကွေးကဲ့သို့ခံစားရသည်သက်တစ်ဖြင့်မာယွန်းတက်ပါသည်။ကြားခြင်းရုပ်တရက်ပြင်းဖြားခြင်းခေါင်းကိုက်ခြင်းပြင်းထန်စွာခေါင်းကိုက်ခြင်းကြွက်သားနာခြင်းတစ်ကိုယ်လုံးကိုက်ခဲခြင်းလေကြောင်းနာခြင်းနှင့်ချောင်းဆိုးခြင်းတက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများအော့အန်ခြင်းမူးဝေးပြီးအော့အန်ခြင်းဒါတွေဖြစ်နိုင်ပါတယ်။နံပါတ်2ပြင်းထန်တဲ့လက္ခဏာတွေဖြစ်လို့ရှိရင်ဘာတွေဖြစ်နိုင်လဲပေါ့နော်။သူအဓိကအုံနောက်နဲ့အသက်ရှူလမ်းကြောင်းကိုထိခိုက်နိုင်တယ်။ယောဂအခြေအနေပိုဆိုးလာမှာကအသက်ရှူခက်ခဲခြင်းအဆုတ်အေးမိခြင်းအုံနောက်ရောင်ခြင်းဒီအုံနောက်ရောင်ခြင်းများကိုဖြစ်စေနိုင်ပါတယ်။အုံနောက်ရောင်ခြင်းဒီအသက်အန္တရာယ်အထိပြီးအန္တရာယ်ရှိဆုံးလက္ခဏာဖြစ်ပါတယ်။စိတ်ရှုပ်ထွေးခြင်းလူနေရာအချိန်တို့ကိုမခွဲခြားနိုင်ပဲဝေဝါးဖြစ်လာခြင်းရံဝရမ်းဖြစ်ခြင်းစိတ်ကူးရင်အာရုံများဖြစ်ပေါ်ခြင်းလက်ခြင်းကြောဆွဲခြင်းအဲ့မှာဖြစ်ပေါ်နိုင်ပါတယ်။နောက်ဆုံးအဆင့်လက္ခဏာများသတိလစ်ခြင်းရောဂါပြင်းထန်မှာက24နာရီမှ48နာရီတွင်သတိလစ်ပြီးမျိုးသွားတတ်ပြီးအသက်သေဆုံးသည့်အထိဖြစ်နိုင်ပါသည်။ Nipah virus ကဘယ်လိုမျိုးကူးစက်တာလဲပေါ့နော်။အကြောင်းရင်းကိုကျွန်တော်ရှာကြည့်ရအောင်။ Nipah virus ကတိရစ္ဆာန်များအဆင့်ကူးစက်သော virus ဖြစ်ပါသည်။ပင်မတည်ဆောင်သူကတော့လင်းနို့ပဲဖြစ်ပါတယ်။သူကဒီ virus ကိုတဘာဝအလျောက်တည်ဆောင်လာတာပါ။လင်းနို့ကိုက်ထားတော့သစ်သီးများသို့မဟုတ်လင်းနို့၏တထွေးချင်းငယ်များပြည့်ကျင်သောအစာများကိုစားလို့မိခြင်းဥပမာထန်းရည်ရောဂါပိုးရှိသောဝက်များနဲ့ထိတွေ့ကိုင်လို့ခြင်းရောဂါပိုးရှိသူ၏ခန္ဓာကိုယ်မှထွက်သောအရည်များသွေးများသွေးများအဆင့်တူးချင်းကူးစက်နိုင်တယ်ပါဒီနံပါတ်2ယောဂရဲ့ရာဇဝင် Nipah virus ကို1998ခုနှစ်မလေးရှားနိုင်ငံကမ်ဘတ်ဇွန် Nipah ရွာတွင်စတင်တွေ့ရှိခဲ့သည်ထိုစဉ်ကဝက်မွေးမြူရေးချံအလုပ်သမားများကြားတွင်ရင်းထန်သောအုံနောက်ရောင်ရောဂါအဖြစ်စတင်ဖြစ်ပေါ်ခဲ့သည်လက်ရှိတည်ဆုံးမှုနှင့်အခြေအနေ Nipah virus သည်အလွန်တည်နှုန်းမြင့်မာသောရောဂါတစ်ခုဖြစ်ပါသည်ဒီဆုံးနိုင်ခြေကတော့ပိုးကူးစက်ခံရသူ40မှ85%ထိဆုံးနိုင်ပါသည်လက်ရှိအခြေအနေက WHO ကျန်းမာရေးအဖွဲ့က၎င်းဒီကပ်ယောဂအတွင်းပြောင်းလဲနိုင်ခြေရှိသည့်ဦးစားပေးယောဂစင်းတွင်ထည့်သွင်းထားပါတယ်2024-25ဝန်းကျင်တွင်အိန္ဒိယနိုင်ငံKeralaပြည်နယ်၌ကူးစက်မှုအချို့ပြန်လည်တွေ့ရှိရလေရှိသည်နေရာဒေသအဓိကအဖြစ်အရှိတောင်အာရှနှင့်တောင်အာရှနိုင်ငံများတွင်ဖြစ်ပွားလေရှိသည်မလေးရှားစင်ကာပူယခင်ဖြစ်ပွားမှုခဲ့သည်ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယတွင်နှစ်စဉ်ကူးစက်မှုသများတွေ့ရလေရှိသည်မြန်မာနိုင်ငံအပါအဝင်အခြားရှိတောင်အာရှနိုင်ငံများတွင်ရင်းနှို့များ၌ဗိုင်းရပ်စ်ရှိနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်သတိပြုရန်လိုအပ်သည်နံပါတ်5ယောဂရှာဖွေခြင်းယောဂလက္ခဏာစတင်ဖြစ်ပွားခြင်းနှင့်ယောဂကျွမ်းချိန်တို့တွင်အောက်ပါနည်းများစစ်ဆေးနိုင်သည် PCR လူတိုင်းနှာခေါင်းလေကြောင်းတို့မှအရေးသို့မဟုတ်သွေးစီးတို့ကိုယူ၍ဗိုင်းရပ်ရှိမရှိစစ်ဆေးခြင်းဤတိုင်းစာသွေးတွင်းမှဗိုင်းရပ်ကိုတိုက်ထုတ်သည့်ပဋိပစ္စည်းများရှိမရှိစစ်ဆေးခြင်းနံပါတ်6ကုသမှုလက်ရှိအချိန်တွင် Nipah virus အတွက်တည်တံ့ကုသဆေးသို့မဟုတ်ကာကွယ်ဆေးမရှိသေးပါအဓိကကုသမှုမှာလူနာ၏ဝေဒနာသက်သာစေရန်နှင့်တိုက်ရှူရလွယ်ကူစေရန်အထူးကြပ်မတ်စောင့်ရှောက်မှုပေးခြင်းသာဖြစ်ပါသည်ပြင်းထန်သောနောက်ဆက်တွဲပြဿနာများကိုလိုက်လံကုသရပါသည်ဥပမာအုံနောက်ရောင်နှင့်တက်ချင်ယောဂါကိုလိုက်ကုသရပါသည်နံပါတ်9ကာကွယ်နည်းကာကွယ်ဆေးမရှိသည့်အတွက်အကျိုးတွင်ကာကွယ်မှုကအရေးကြီးဆုံးဖြစ်ပါသည်သစ်သီးများဆေးကြောပါလင်းနို့ကိုက်ရပါတော့အသီးများကိုလုံးဝမစားပါနဲ့အသီးများကိုတေချာစွာဆေးကြောပြီးမှစားပါထိုင်းရည်များကိုသတိပြုပါနံပါတ်1ထိုင်းရည်လင်းနို့များ၏ထိုင်းရည်နာနှင့်လာရောက်နိုင်သည်ထို့ကြောင့်ထိုင်းရည်များကိုချိုးချက်ပြီးမှတောက်ပါနံပါတ်3တိရစ္ဆာန်များနှင့်ဝေးနေပါနေမကောင်းသောဝက်သို့မဟုတ်လင်းနို့များထိတွေ့ခြင်းကိုရှောင်ကျဉ်ပါနံပါတ်4တဘူရီတန့်ရှိလက်ကိုစနစ်တကျမချခဏစီကြောပါလူနာကိုပြုစုရတွင်တည်ထားပါရောဂါပိုးရှိသူကိုပြုစုရတွင် mask လက်အိတ်စတဲ့ကာကွယ်ပစ္စည်းများကိုစနစ်တကျသုံးစွဲပါအဲဒီက Nipah virus နဲ့ပတ်သက်ပြီးသတိပြုတဲ့အချက်တွေအခုလက်ရှိအခြေအနေတွေကိုဆွေးနွေးတင်ပြသုံးသပ်ထားကြပါတယ်အားလုံးပဲကက်ယောဂမှာကင်းဝေးနိုင်ပါစေကျွန်တော်နာမည်ဒါလာဆိုင်နာအားလုံးကိုကျေးဇူးတင်ပါတယ်